ဘာလို့ခလေးတယောက်တည်းဝိုင်းရိုက်ကြလေတယောက်တစ်ချက်ရိုက်တာစဉ်းစားကြည့်ရင်အယမ်းမရိုင်းနေလေအယမ်းမရိုင်းနေအဲ့ဒါသူ့သားသမီးလောက်ခိုင်းကြိုက်မလားမအယမ်းထောသားဖြစ်တာမိဘတွေရဲ့စုံဆုံးမမှုမရှိလို့ပေါ့အမှန်ဆိုရင်ဒါတွေကမိဘတွေရဲ့စုံဆုံးမခင်ဒီကလေးဒီရွယ်တွေမှာဒီလိုဖြစ်စရာအကြောင်းမရှိဘူးငါတို့တစ်ချိန်ကဒီလိုမျိုးအုပ်စုဖွဲ့ပြီးတော့လူတယောက်ကိုလူမဆန်စွာအနိုင်ကျင့်ခဲ့တယ်ဆိုတဲ့ဟာသူတို့ကအမဲဆက်ပဲဒါရိုက်တဲ့သူအပြစ်မဟုတ်ဘူးဆိုတော့ပြောတဲ့သူတွေရဲ့အုံနောက် brain level နဲ့အံ့ဩတယ်လူဆိုတာကိုယ့်ကိုပူမပူတာလေမနေ့ကမှတွေ့ရမနေ့ကလည်းအမကရုပ်ရှင်မတို့ pressure နဲ့ဆိုတော့မကြည့်ပြီးစီပြီးပေါ့နော်အနောက်ကျတော့မှစီပြီးတဲမှာအဲ့လိုမျိုးညီမကပို့ထားတာပေါ့တွေ့တယ်တွေ့ရောဝင်ကြည့်လိုက်တဲ့အချိန်မှာတကယ်ကိုမခံစားနိုင်တာအမလည်းအသားကြီးစက်တုံပြီးတော့မျက်ရည်တောင်ကျတယ်ဟိုအဲ့ကလေးနေဟာကလေးရဲ့မိဘနေဟာခံစားပြီးတော့ပေါ့နော်ငါသမီးလေးသာဆိုရင်ဆိုတဲ့စိတ်နဲ့တကယ်လည်းဒေါသဖြစ်တယ်အဲ့ကလေးလှုပ်တဲ့ကလေးတွေရောလှုပ်တဲ့ကလေးတွေရဲ့မိဘတွေရောဘလို့ပြောရမလဲဘလို့စကားနဲ့ပြောရမလဲတော့မသိဘူးဟိုဘာလို့အဲ့လောက်ထိလုံးရရလဲပေါ့နော်ဒီကလေးဆိုလဲဟိုကလေးချင်းကရွယ်တူတယ်အမားတို့ငယ်တော့ဆိုအမားတို့လည်းကြောင်းတက်လာတာပဲဟိုအကုန်လုံးကတချောင်းလုံးကအဲ့လိုဟိုမခင်တာနေမတယောက်တော့သိပြီးတော့ရင်းနှီးနေကြတာပဲလေအဲ့လောက်ကြီးကြတော့အရန်တရားလုံးနေလို့ထင်တယ်မိန်းကလေးဆိုရင်တိမ်မွေ့နေတဲ့ဖြူစင်နေတဲ့ကလေးတွေမဟုတ်တော့ဘူးအခုကအရန်ကြောက်စရာကောင်းတယ်အခုကကြတော့ဘာလို့လဲဆိုတော့တချို့အရာတွေကြတော့ဟိုအမားတို့ဖြတ်တန်းခဲ့သလိုမျိုးကလေးကလေးလိုမျိုးဖြတ်တန်းကြတာမဟုတ်ဘူးအခုကကလေးငငယ်လေးတွေကအတက်ကောင်းနေတက်နေကြတဲ့ကလေးတွေအများကြီးရှိတယ်ကလေးတိုင်းမဖြူစင်တော့ဘူးကလေးတိုင်းကိုဖြူစင်တယ်လို့အမလက်ခံလို့မရတော့ဘာလို့ဆိုတော့ကိုယ်တိုင်လည်းကိုယ်သမီးနဲ့ပတ်သက်ပြီးကြုံခဲ့ရတဲ့အတွက်ကလေးတိုင်းမဖြူစင်ဘူးဟိုတယောက်တည်းဆိုတော့အားနေတယ်လေအားနေတယ်ဝိုင်းနိုင်ကျင်တာပေါ့အဲ့တော့သူတို့ကဟိုမိဘတွေရဲ့စုံဆုံးမမှုမရှိလို့ပေါ့အမှန်ဆိုရင်ဒါတွေကမိဘတွေရဲ့စုံဆုံးမခင်ဒီကလေးဒီရွယ်တွေမှာဒီလိုဖြစ်စရာအကြောင်းမရှိဘူးသူတို့ကအဲ့လိုဒါဆိုင်ပိုက်တိုင်မဟုတ်ထိုင်မှာတော့ခိုင်းတာအယမ်းမရိုင်းနေလေအယမ်းမရိုင်းနေအဲ့ဒါသူ့သားသမီးလောက်ခိုင်းကြိုက်မလားမအယမ်းထောသားဖြစ်တာကို့သားသမီးဒီပုံတွေကကို့သားသမီးမဟုတ်ပေမဲ့အဲ့လောက်ခံတဲ့ကလေးကို့ကလေးလိုပဲခံစားပြီးတော့တော်တော်ဒေါသဖြစ်တာအမလေးကကိုအမဟိုပွဲရှိတော့ရမ်းပင်ပန်းနေတော့အဲ့နဲ့ပတ်သက်ပြီးတော့ဘာမှမရေးဖြစ်ဘူးပေါ့နော်ဘာမှပို့တယ်မတင်ဖြစ်ဘူးဒါပေမဲ့ဒီကိစ္စကအမတို့ကအကုန်လုံးစောင့်ကြည့်နေကြတာလေဒါဘယ်လိုမျိုးပြီးသွားမလဲပေါ့နော်ဟိုဒီဘယ်လိုမျိုးနဲ့ဝိုင်းပြီးတော့ကြောင်အေးအေးယူပါမလဲပေါ့စောင့်အေးအေးယူပေးကြမလဲပေါ့မတို့စောင့်ကြည့်နေဘာလို့လဲဆိုတော့ဒါကဒီလိုမျိုးလေးဟိုတောင်းမှန်ရင်တော့ကြေးရမယ့်ကိစ္စမျိုးမဟုတ်ဘူးဘာလို့ခလေးတယောက်တည်းဝိုင်းရိုက်ကြလေတယောက်တစ်ချက်ရိုက်တာစဉ်းစားကြည့်ရင်ဘယ်လောက်များဟိုသူ့မိဘတွေဆိုဘယ်လောက်များဒေါသဖြစ်လိုက်မလဲဆိုတော့အမတို့ဘာမှမဆိုင်နဲ့ဘေးကအကုန်လုံးပေါ့နော်လူစိတ်ရှိတဲ့အမေတွေအကုန်လုံးကဒေါသဖြစ်တယ်ဟုတ်ပုံပြင်တာပြန်ထုတ်ပြီးဆိုပြီးတော့စဖြစ်ကြတာဆိုsocial media ကိုဟို3သိန်းနဲ့အရွယ်နဲ့ဟို3သိန်းနဲ့ပုံစံမှားနေတာပေါ့ချို့ဟာတွေကြတော့လေဒါပေမဲ့ဒီပုံတစ်ခုမဖြုတ်တာနဲ့ကိုတိလဲအောင်လှုပ်ရှားမှမလို့တာဟုတ်တယ်မလားလူတစ်ဖက်သားကိုအေးဆေးပြောလို့ရတယ်နောက်ဆုံးမရဘူးဆိုရင်မိဘစောင်းဆရာမတွတ်တိုင်လို့ရတယ်လေအဲ့လိုမဟုတ်ဘဲနဲ့ကိုယ်တိုင်ဖြည့်ရှင်းပြီးတော့ရန်ဟိုမိုင် US ဆန်လေလူမိုက်ဆန်လေပေါ့နော်ပြောချင်တာကလေးတွေဖြစ်ပြီးတော့အဲ့လောက်ထိအဖြူစိမ်းတွေဝစ်ပြီးတော့ဒီကလေးတွေကအခုအရွယ်မှာသူတို့လှုပ်လိုက်တဲ့ဟာတခုကသူတို့ကြီးလာတဲ့အထိသူတို့အဆက်ရနေရမှာငါတို့တစ်ချိန်ကဒီလိုမျိုးအုပ်စုဖွဲ့ပြီးတော့လူတယောက်ကိုလူမဆန်စွာအနိုင်ကျင့်ခဲ့တယ်ဆိုတဲ့ဟာသူတို့အမဲဆက်ပဲသူတို့ဘဝမှာဒါအဲ့အနိုင်ကျင့်တဲ့ကလေးတွေကအမဲဆက်ပဲအဲ့လိုပဲသူတို့မိဘတွေကလည်းကိုယ့်ကလေးကိုမဆုံးမနိုင်ဘူးဆိုတာမိဘကိုယ်တိုင်ကဟိုဘယ်လိုပြောမလဲမိဘကိုယ်တိုင်ကကောင်းတဲ့မိဘမဟုတ်လို့ပေါ့ကောင်းမွန်တဲ့မိဘဆိုရင်ကိုယ့်သားသမီးကိုဆုံးမနိုင်ရမယ်လမ်းမှန်ကိုညွှန်ပြပေးနိုင်ရမယ်အမားတို့ဆိုသမီးကိုသင်ပေးထားတယ်ဘယ်လိုသင်ပေးထားလဲဆိုတော့ကိုယ့်ကိုတစ်ချက်လုံးရင်ကိုလည်းမကြိုက်ဘူးလေကိုယ့်ကိုရိုက်တယ်သူကြိုက်လားမကြိုက်ဘူးအဲ့တော့ကိုယ်တော်မကြိုက်တဲ့ဟာကိုသူများအောင်မလုပ်ရဘူးဆိုတော့ကိုချင်းစာစိတ်ကိုငငယ်လေးတည်းထည့်ပေးထားတယ်အဲ့တော့အမသမီးကဘယ်တော့မှအနိုင်ကျင့်တဲ့သူမဖြစ်ဘူးအဲ့အနိုင်ကျင့်တဲ့သူမဖြစ်တဲ့အတွက်ဘာဖြစ်လဲအနိုင်ကျင့်ခံရသူဖြစ်တယ်နောက်တစ်ခုကအနိုင်ကျင့်ခံရသူဖြစ်တဲ့အခါကျတော့အမားတို့ဆိုရင်ဥမာကိုယ့်ကလေးမဟုတ်ဘူးသူများကလေးကိုလုပ်ရင်တော့အဲ့နိုင်ကျင့်တဲ့ကလေးကိုတွေကဒါမိဘကိုဆုံးမအောင်ပြောတင်တာပြောရမယ်မိဘကတောင်းပန်ရမယ်ကိုယ့်ကလေးကနားမလည်ဘူးဆိုရင်မိဘတောင်းပန်ပေးရမယ်အဲမိဘကမတောင်းပန်ဘူးဆိုရင်သူကိုယ်တိုင်ကမကောင်းတဲ့မိဘဖြစ်နေလို့ပေါ့အမားတော့အဲ့လိုပဲထင်တယ်ဘာလို့လဲဆိုအမသမီးကြုံခဲ့ရတော့လဲအဲ့လိုပဲသူတို့ကလေးကသူများကလေးကိုအတိုင်းကျင့်တယ်လို့မျိုးသူတို့ကလေးပြန်လောက်ခံရရင်သူတို့ခံနိုင်လားဟုတ်တယ်မလားမပြောတာသားသမီးဆိုတာကဟိုမိဘတိုင်းကကိုယ့်သားသမီးကိုရွှေလိုဥထားတာပဲရေဒနာလိုပဲဟိုဘယ်လိုပြောမလဲရွှေပေါ်မြတ်တင်ထားတာကြီးပဲသူတို့သားသမီးမှသားသမီးမဟုတ်ဘူးလေဒါပေမဲ့သူ့တော့မတရားလုပ်တာတော့မခံဘူးတော့ပြောထားတယ်ဆရာမကိုပြောဆရာမကိုတိုင်ဆရာမအေးမြူတော့မှသမီးကိုလုံးပြန်လုပ်အခုတော့မှပြန်လုပ်ဖို့ပြောထားတာဟုတ်တယ်မလားအမပြောတာလေပြန်မလုပ်ဘဲနဲ့ကိုကမိဘတော့တိုင်တော့လေအမိဘအမဟိုကျမသမီးကဒီလိုမျိုးဟိုစော်ကားမိပါတယ်မှားပါတယ်ကျမတို့တောင်းပန်ပါတယ်ဆိုပြီးတော့ဒါပြီးတော့ဟိုပြပြလဲညှိနိုင်ပြီးတောင်းပန်တာမျိုးမရှိဘူးအခုမိဘတွေကပါလူဘာဝကြတာ
အနောက်တမျိုးကြောင်းကြောင်းလိုက်တာ မပြောင်းအမားတို့ကအမားမရှိတဲ့အတွက်အမမပြောင်းဘူးအဲ့ကလေးလည်းရှိပါတယ်အကြောင်းမှာသူတို့ကလေးကိုလည်းအဲ့လိုမျိုးအမကလေးကိုပြောသလိုမျိုးပစ္စည်းမခိုးဘဲနဲ့တခိုးလို့ပြောရင်ကြိုက်မလားဟုတ်တယ်မလားအမသမီးကိုအမကိုကိုအောင်ရိုးကပြည့်စုံတာနဲ့ပြည့်စုံအောင်ထားတာသမီးခဲတဲ့တစ်ချောင်းဆိုခဲတဲ့တစ်ချောင်းမို့ဘူးလိုက်ဝယ်ပေးထားတာအမတို့အရန်ချမ်းသာတော့မဟုတ်ဒါပေမဲ့အမတို့ရှာသမျှကကိုတော်မတုံးကိုသမီးတွေပဲအဲ့တော့တော်ဒေါသဖြစ်တာပေါ့ဖြစ်စဉ်ကိုတခြားမသိပဲနဲ့ဒါတစ်ဖက်ရိုက်တဲ့လူမပြောနေဆိုပြောကြတဲ့အဖွဲ့ကလည်းတက်ရှိတော့နော်မဟုတ်လေရိုက်တဲ့လူမပြောနေဆိုတော့အမပြောတာလေအဲ့ပုံတင်လိုက်တဲ့ကိစ္စသူတို့ဘဝကြီးပြတ်သွားလောက်အောင်အထိဘာပုံနေမှုလို့လဲဟုတ်လားဘာပုံနေလဲအဲ့ပုံနေဆိုလေဥမထားပါတော့ဘဝကြီးပြတ်သွားအောင်ဒီပုံနေဆိုလို့ရှိရင်အဲ့ဒါသူတို့ဘာလို့ရိုက်လဲအဲ့ဒါဆိုရင်ဟုတ်တယ်နော်အဲ့တော့ဒါရိုက်တဲ့သူအပြစ်မဟုတ်ဘူးဆိုတော့ပြောတဲ့သူတွေရဲ့အုံနောက် brain level နဲ့အံ့ဩတယ်ရိုက်တဲ့သူပြစ်မဟုတ်ဘူးဆိုတော့ခံရတဲ့သူပြစ်လားအဲ့ဒါဆိုရင်ဟုတ်တယ်အခုကဘယ်လိုဖြစ်နေလဲဆိုတော့ကျူးလွန်တဲ့သူကိုအပြစ်မတင်ကြဘူးခံရတဲ့သူပဲနည်းနည်းလေးပုံကြီးချဲ့တယ်ဆိုတော့ပုံကြီးချဲ့တယ်လို့ပြောရင်အဲ့ပုံကြီးချဲ့တယ်လို့ပြောခံရတဲ့မိဘနေရာမှာလာနေကြည့်လိုက်လေတက်မဲ့ blind တိုက်ခိုက်တာအဲ့ဒါမျိုးကမလက်မခံဘူးတောက်တောက်မှပြင်းလွှိုင်းဆော့ရင်လည်းတွန်းမိတာတိုက်မိတာချော်လဲတာဒီလက်ခံတယ်အဲ့ဒါဖြစ်တဲ့တာပဲအဲ့လိုမျိုးပဲနဲ့နာမည်ဖြစ်တဲ့ဟာတခုကအမသမီးကနာမည်ဖြတ်ခံရတာအမတို့ကအဲ့လိုဖြတ်ခံရမယ်အတန်းစားတော့မပါဘူးအမတို့ကိုယ်သိခါနဲ့ကိုရက်တီချက်နဲ့ကိုနေတာအမဘောကလည်းနာမည်ပြတ်ဆိုတာမရှိခဲ့ဘူးအဲ့တော့အမသမီးကိုထုတ်တာကလည်းအမသမီးနဲ့ရှင်ပြောရဲဆိုတာအမသမီးလေးလည်းအဲ့လိုမျိုးဖြစ်ခဲ့ရလို့ပေါ့နော်အဲ့တော့အခုကကျူးလွန်သူကိုအားပေးတယ်ဆိုတော့အဲ့အားပေးတဲ့သူတွေကစိတ်တအောင်တန်းကြနေလို့ပေါ့အမကတော့လို့ပဲပြောချင်တယ်ဆရာဆရာမတွေရဲ့သားသမီးဖြစ်နေရောဘလို့ဆုံးဖြတ်မှလဲလို့ဘာလို့မေးကြရလဲဒါကမေးတဲ့ဟာပဲဘာလို့လဲဆိုတော့လူဆိုတာကိုယ့်ကိုပူမှပူတာလေကိုယ့်ပေါ်မှာမီးပူကြမှာပူတာသူများဆိုဟဲ့သနာပါတယ်ဒီလောက်ပဲရှိမှာပေါ့အဲ့တော့ကိုယ်တိုင်ခံရမှသိမှာလေအမကတော့ဒါကိုမှန်ကန်ကန်နဲ့တေချာရေးယူစေချင်တယ်လို့ဒါမျိုးကိုနောက်ကျောင်းတိုင်းမှာမဖြစ်အောင်လေဟိုနော်တေချာလေးထိမ့်သိမ့်တင်တယ်ပြီးတော့တေချာလေးတဲ့ဒီ case ကိုအရေးယူတင်တယ်လို့ထင်တယ်